အခုခေတ်မှာအမြင့်ဆက်လူငယ်တယောက်အနေနဲ့ပေါ့နော်အနေငယ်ငွေတွေပေါ်လာတာနဲ့အများသုံးဖြုံးမယ်စားမယ်ပြောမယ်ပါမယ်တောက်မယ်နော်အဲ့ဒါတွေလုပ်တဲ့အချိန်ကြတော့အပြင်ကပတ်ဝန်းကျင်လူတွေကပြောလာတဲ့စကားတစ်ခုရှိတယ်ပေါ့နော်သူတို့ရဲ့ဝင်ငွေနဲ့ရှင်ပြီးတော့မှဒီလိုကသုံးဖြုံးလိုက်တာသုံးဆွဲရတယ်အရင်ကျန်းလာပြီလားငွေတွေလောဟောသုံးနေတာစုဆောင်းတင်နေပေါ့နော်အဲ့လိုဖြုံးတင်ဆိုတော့ပြောကြတယ်ဒါသူတို့ရဲ့ဝင်ငွေနဲ့ရှင်ပြီးတော့မှတစ်ဖက်ကအောင်မြင်တဲ့လူတယောက်ရဲ့သုံးငွေပေါ်မှာနော်သူတို့ပြောဝေဖန်ပြောကြတာပေါ့ဗျာဒါပေမဲ့သူတို့မတိတာကအဲ့လူငယ်ကအဲ့လိုမျိုးသုံးဖြုံးပြောပါဖို့အတွက်ပေါ့နော်ဒီလိုဝင်ငွေတွေရလာအောင်ဘယ်လောက်ထိနစ်နာပြီးတော့မှတီးရင်ချွေးတွေကြပြီးတော့မှစူးစမ်းပြီးတော့ဒီအဆင့်ကိုရောက်လာခဲ့တယ်ဆိုတာသူတို့မသိကြလူငယ်လည်းပဲစူးစမ်းတယ်စူးစမ်းတော့ရလာတော့သူလည်းသူ့ရဲ့အိမ်မက်ဖြစ်တဲ့ပြောမယ်ပါမယ်သုံးမယ်ဖြုံးမယ်ဗျာနော်ဒါတွေကိုသူလုပ်မှာပဲဒီဗျာနော်ဒါသူ့ရဲ့ဝင်ငွေရဲ့အများကြီးမထိခိုက်မဲ့အမောက်ပမာဏမှာသူသုံးဖြုံးလိုက်တဲ့ပမာဏမှာပေါ့နော်တစ်ဖက်ကလူတွေကတော့သူတို့ရဲ့ဝင်ငွေနဲ့ရှင်ပြီးတော့မှကြီးလိုက်တဲ့ဟင်ကြတော့အများကြီးသုံးနေရတာပေါ့ဗျာဆိုတော့သူကအမြင်နဲ့လူငယ်တယောက်ကအဲ့လိုသုံးဖြုံးနိုင်မှုအတွက်ဘယ်လောက်ထိစူးစမ်းခဲ့တယ်ဘယ်လောက်ထိရုန်းကန်ခဲ့လဲဆိုတာလည်းကျွန်တော်တို့ကကြည့်တတ်ဖို့လိုတယ်ဗျာနော်ပြီးရသုံးဖြုံးမှုပေါ်နဲ့ထိုင်ပြီးတော့ဝေဖန်မင်းအစားသူကဘယ်လိုမျိုးစူးစမ်းပြီးတော့ဘယ်လိုမျိုးစုဆောင်းခဲ့လဲဘယ်လောက်ထိဒီအဆင့်ရောက်ခဲ့လဲဆိုတာကိုကြည့်တတ်ဖို့လိုမယ်ဗျာ